အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ခန္ဓာကိုယ်တွက်လက်ဖြတ်လက်နေဖို့ကိုယ်လက်လှုပ်ရှားမှုလိုအပ်တယ်လို့အုံနောက်လန်းဆန့်နေဖို့လဲအုံနောက်လေ့ကျင့်ခန်းတွေလုပ်ဖို့လိုပါတယ်တနေ့ကုန်ထိုင်ပြီးစာပဲလုပ်နေအလုပ်တစ်မျိုးတည်းကိုပဲထပ်ခါလုပ်နေတကူလုံးညောင်းညာကြိုက်ခဲလာမယ်အဲ့ဒါကိုယ်လက်လှုပ်ရှားလိုက်မှတတ်တာမယ်ဒီအတိုင်းမှာပဲအုံနောက်ကိုလည်းနေ့စဉ်လုပ်နေကြအလုပ်တစ်မျိုးပဲလုပ်နေခိုင်းမယ်ဆိုရင်ထုံသွားနိုင်ပါတယ်အသက်ကြီးလာတာနဲ့မျှမှတ်ဉာဏ်ပျောက်ဆုံးမှုကလည်းပိုလာပါလိမ့်မယ်ဒီတော့အုံနောက်လေ့ကျင့်ခန်းတွေလုပ်ဖို့လိုပါတယ်လေ့ကျင့်ခန်းတွေဆိုတာကလည်းပတ်စံတစ်ပြားမှမကုန်ပဲအလုံးမပြတ်အသွားအလာမပြတ်လုပ်လို့ရတဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်အောင်မြင်ရေးအကြောင်းအရာတွေကိုနေ့စဉ်ညှဝေပေးနေတဲ့ကျမတို့ရဲ့ TKD Talk Channel လေးကို Subscribe လုပ်ထားပေးပါအောင်နော်နံပါတ်1သွားတိုက်တဲ့လက်ကိုပြောင်းပါခါတိုင်းညာဘက်လက်နဲ့တိုက်တာအောင်ဖယ်ဘက်လက်နဲ့တိုက်လိုက်ရုံနဲ့အုံနောက်ရဲ့အပြင်လွှာဟာတိတိတတ်တာလှုပ်ရှားပြန်ကားလာပါတယ် Cortex လို့ခေါ်တဲ့ဒီအပိုင်းကလက်ကနေပေးပို့တဲ့အထီးအတွေ့အာရုံစီမံနေသွားတိုက်စိတ်ဘူးဖွင့်တာအစလက်ပြောင်းပြီးလုပ်ကြည့်ပါနံပါတ်2မျက်စိမိတ်ပြီးရေချိုးပါဒါလည်းလက်ကနေပေးပို့တဲ့အထီးအတွေ့အာရုံအုံနောက်ရဲ့အပြင်လွှာပိုခယူးဆိုင်မိလာအောင်အပြင်လွှာအရွယ်အစားပိုကြီးလာအောင်လုပ်ပေးတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်ရွှေပိုက်ကောင်းဖွင့်တာလိုအပ်တဲ့ပစ္စည်းရှာတာတကူလုံးကိုပုတ်သက်စေကြောတာနောက်ဆုံးရေချိုးခန်းနဲ့ပြန်ထွက်လာတဲ့အထိအတက်နိုင်ဆုံးမျက်လုံးမိတ်ထားပါနံပါတ်3မနက်ခင်းပြုတ်ပွဲကိစ္စတွေကိုအစီအစဉ်မကြခဏပြောင်းပေးပါအုံနောက်ဟာပုံသေးကားချက်ဆန်သွားတဲ့အခါအလုပ်တူအလိုအလျောက်ပဲလုပ်ပါတော့တယ်ဒီတော့အုံနောက်လေ့ကျင့်ခန်းမဖြစ်ဘူးပေါ့အစီအစဉ်ပြောင်းပေးခြင်းဖြင့်အုံနောက်ရဲ့အပြင်လွှာပြန်ပြီးလှုပ်ရှားတက်ကြွလာပါတယ်အုံနောက်ထက်အရွှေးပါတဲ့အစိတ်အပိုင်းတွေကိုပြန်ပြီးလှုပ်ဆော်ပေးပါလိမ့်မယ်နံပါတ်4ပစ္စည်းတွေကိုဖြောင်းပြန်ထားပါအတက်ကတော့အမြဲမြင်နေတာဆိုတော့အုံနောက်ကအလိုအလျောက်နာမည်တက်ပြီးသားဖြစ်သွားတာပေါ့စပွဲတင်နာကိုဖြောင်းပြန်ထားကြည့်ပါအုံနောက်အတက်အသစ်ဖြစ်သွားလေတော့အုံနောက်ညာဘက်ပိုင်းကနေပါအောင်ဒါကဘာတော့ဟာဆိုပြီးထားကြည့်ပါလိမ့်မယ်နိုင်ပြက်ကတဲ့ဓာတ်ပုံစသဖြင့်ဖြောင်းပြန်ထားလို့ရတာတွေကိုဖြောင်းပြန်ထားပါနံပါတ်5ထမင်းစားစပွဲမှာနေရာပြောင်းထိုင်ပါအဓိကတော့အုံနောက်ကိုပုံသေးကားကြရုပ်ဝန်းကနေထွက်စေတာပါကို့နေရာနဲ့ကိုအမြဲထိုင်တော့ရှေ့မှာမြင်ရတဲ့မြင်ကွင်းကို့ဘက်မှာဘသူရှိရဲဇွန်းကိုလှမ်းယူရင်ဘလို့ယူရတယ်ဆိုတာအုံနောက်ကအလွတ်မမိနေပါတယ်နေရာပြောင်းထိုင်လိုက်ခြင်းဖြင့်အုံနောက်အတွက်အားလုံးအသစ်ဆန်းဖြစ်သွားပြီးတော့အလုတ်ပြန်လုပ်လာပါလိမ့်မယ်နံပါတ်6နှာခေါင်းကိုအနံ့အသစ်တွေပေးပါကော်ဖီရဲ့အနံ့တစ်မျိုးပြောင်းထည့်ပါအိတ်ခမ်းနဲ့ထားတဲ့လေတန်းအထုပ်ကိုအနံ့အသစ်ပြောင်းပါခေါင်းလျှော်ရည်ဆက်ပြားရှည်မွေးအစရှိတာတွေကိုသုံးနေရတွေကိုအနံ့အမျိုးမျိုးပြောင်းပြီးသုံးပေးခြင်းအပြင်နှာခေါင်းကပေးပို့တဲ့အနံ့ကိုစီမံတဲ့အုံနောက်အစိတ်အပိုင်းအငြိမ်နေလို့မရတော့ပဲထကြွအလှရှားလာပါလိမ့်မယ်နံပါတ်9ကားမှန်ကိုဖွင့်ပေးပါမှတ်ဉာဏ်ကိုစီမံတဲ့အုံနောက်အပိုင်းကအနံ့အတန်မြင်ကွင်းတို့ကိုစူးစီးပေါင်းဆက်ပြီးအာယုံမြေပုံတွေကိုရေးဆွဲပါတယ်ကိုကားမောင်းသွားတဲ့လမ်းတစ်လျှောက်မှာရတဲ့အနံ့အသစ်တွေအတန်အသစ်တွေမြင်ကွင်းအသစ်တွေကိုမှတ်ပါကားတကားမှန်ဖွင့်ထားတော့အဲ့ဒီအနံ့အတန်အထိအတွေ့အပူအေးအဆရှိရာတွေကတဘာဝနဲ့ပုံနီးဆက်သွားတာပေါ့ဒါကြောင့် hiking လို့ခေါ်တဲ့တောရင်းလမ်းလျှောက်ခရီးကမှတ်ဉာဏ်ကိုတိုးတက်ကောင်းမွန်စေပါတယ်နံပါတ်10မစားဘူးသောအစာကိုစားပါအနံ့ခံစနစ်ကမတူညီတဲ့အနံ့အသက်တန်ပေါင်းများစွာခွဲခြားသိရှိနိုင်ပါတယ်အနံ့အသက်တွေကမျောလင့်မထားတဲ့စိတ်ခံစားချက်ကိုလှုပ်ဆော်နိုင်ပေးတဲ့အတွက်မစားဘူးတဲ့အစာတွေကိုအနံ့ခံပြီးစားပေးခြင်းအပြင်မှတ်ဉာဏ်ကိုပိုမိုကောင်းမွန်လာစေပါတယ်နံပါတ်9စာအုပ်ပုံစံပြောင်းပြီးဖတ်ပါစာအုပ်ခက်ကြဲကြဲဖတ်တာဒါမှမဟုတ်စာဖတ်တာကိုနားထောင်နေအခါစာအုပ်အတန်တိတ်ဖတ်တာတဲ့မတူညီတဲ့အုံနောက်လမ်းကြောင်းအသုံးပြုတယ်လို့ဖြစ်စေပါတယ်ဘဝအဖော်ဒါမှမဟုတ်မိတ်ဆွေတငယ်ချင်းတွေနဲ့အတူစာအုပ်ခက်ကြဲကြဲလေးဖတ်ခြင်းအပြင်အုံနောက်လေ့ကျင့်ပြီးသားဖြစ်တာကြောင့်မှတ်ဉာဏ်ပိုကောင်းစေပါတယ်နံပါတ်10လက်ရဲ့အထီးအတွေ့ကိုအုံနောက်ကိုမှန်ခိုင်းခြင်းအလွန်ကောင်းတဲ့လေ့ကျင့်ခန်းမှာအကျွေးစိတ်အမျိုးမျိုးစောင့်ထားပါမီးပွိုင်းမှာမီးနီဖြတ်ဖို့စောင့်နေတော့လက်နဲ့ကင်ပြီးဘလောက်တန်လဲဆိုတာမှန်းကြည့်ပါမျက်စိမိတ်ပြီးပစ္စည်း10မျိုးလက်ထဲလာထဲကြည့်အများဆုံးမှန်သူနိုင်ကြီးကစားကြည့်ပါလူတွေနဲ့အလုပ်ကိစ္စမဟုတ်တဲ့အလာပါတလာပါလေးတွေပြောပေးပါခါတိုင်းဖတ်နေကြမဟုတ်တဲ့စာတွေနားထောင်နေကြမဟုတ်တဲ့သချင်းတွေနားထောင်ပေးပါဘာသာစကားအသစ်တွေကိုလေ့လာပါလိုက်ပြောပါဒ
ထူးထူးဆန်းဆန်းလေးတွေလှုပ်ရှားပါငယ်ရွယ်နှုတ်နယ်သူတွေအနေနဲ့လည်းအုံနောက်ပို့ပြအောင်ပို့သွက်အောင်လေ့ကျင့်ဖို့လိုတယ်လို့လူကြီးပိုင်းကလည်းမှတ်ဉဏ်ပျောက်ဆုံးမှုအထိုက်အလျောက်တားဆီးနိုင်မှုအုံနောက်လေ့ကျင့်ခန်းလေးတွေလှုပ်ဖို့လိုတာမို့အခုလိုမျိုးတင်ပြပေးလိုက်တာပါရှင်အခုပြောပြပေးတဲ့အကြောင်းအရာလေးတွေမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ရှင်အဆုံးထိနားထောင်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်